ပေါ်ပါနော်ကဲလေးထွာညက်နေတာဘေဖုန်ညက်မယ်ဘေဖုန်အဲ့လိုခောက်ရမယ်အဖုံးဖက်နော်ဒီအတွင်းဖက်ကဒီအသားကိုနည်းနည်းပိုယူရမယ်ပိတ်စားနည်းနည်းများတယ်လို့ယူရမယ်အဓိကဒီဟာအဓိကကျန်တဲ့ဟာဒါထားလိုက်အောင်ဦးမထွက်အောင်ပေါ့နော်ဦးမထွက်အောင်ထိမ့်သိမ်းရမယ်ခုနပြောလို့ဒီမှာနော်ဒီဟာတင်နာမှာဒီမှာလေးလက်မလေးခွဲလောက်ဆိုတော့ရနော်ပိစပို့တို့ပိစမပို့ရင်တော့အတိပေါ့နော်ဒီမှာခုပို့တာဒီမှာမိလားညက်လိုက်ဒီလိုနော်ဒီမှာလည်းချိုက်တယ်တော့ဒီမှာလေးခွဲလောက်နော်ဒီမှာခြံလိုက်တယ်ပြီးရင်ဒီမှာကဒီကဦးဟာလည်းဒီအထက်ကဒီမှာလည်းနော်နည်းနည်းအပေါ်မှာဆွဲရမှာနော်ဒီလိုနည်းနည်းတစ်စင်တီလောက်တက်ရမယ်ဒီအဖုံးလည်းဒီလိုနည်းနည်းလေးတက်ရမယ်ပလေအပ်ပြီးနော်ဒီညက်တာကိုရအောင်နောက်ထပ်ရအောင်လဲဒီဟာကျွန်မတွေ့ပေးမယ်ဟိုဒီတစ်ထည်မှာနင်းတို့နှစ်ယောက်စနော်ဒီမှာအပေါ်မှာတစ်စင်တီဆွဲထားရနော်ဒီဟာနော်တစ်စင်တီဆွဲတယ်ဒီဟာလည်းတစ်စင်တီဆွဲထားလိုက်နော်ပြီးရင်ခုနနောက်ချက်တော့ပြီးကြည့်နင်းတို့ဟိုအလွယ်နည်းကိုပြထားမှာနော်ဟိုခင်းနင်းညို့နော်နင်းတို့ကမမနိုင်ဘူးဒီဟာဒီလိုမျိုးခုနဒီမှာတော့ကျွန်မခြံထားတယ်လို့လေဒီမှာခြံထားတယ်လို့ဒီမှာအတိနင်းတို့ပိုလုံးကဒီလိုနော်ဒါကဒီဖက်ဒါအထက်ကမငှက်နဲ့နော်ဒီအထက်ကမငှက်နဲ့နော်ဒီအထက်ကမငှက်နဲ့နော်ဒီအပေါ်ကဒီတထွာကိုပဲညှက်ရမှာနော်ဒီတထွာကိုဒီတိုင်းညှက်ပြီးချုပ်စားလဲဒီတိုင်းနေညှက်မှာနော်ဒါပိတ်စားကနည်းနည်းတော့များလို့နော်တချို့ဝတဲ့လူတွေတွက်ကြတော့ရန်ဟိုလိုတယ်နော်ဒီကဦးဒီကကြည့်တစ်ချက်လောက်ဒီအနေနဲ့ထိတ်ကိုလည်းမှတ်ထားဒီထိတ်ကိုမှတ်ထားရွေ့တော့ရင်ကွန်ပျူတာဒီအဖုံးကတော့အမေရန်ကပိတ်စားများတော့73နော်အဲ့လောက်ဆင်ရပြီဒီအဲ့လိုမျိုးညှက်ရမယ်ချပြီးမှညှက်ရမယ်လိမ့်တဲ့ချိန်တော့နည်းနည်းတော့ဟိုခူးဆက်ရမယ်နော်တွေ့ထားလိုက်တွေ့ပြီးဒီတိုင်းဘေးကိုဖယ်ထားလိုက်နော်ခဏနေမညှက်မယ်နော်မညှက်နဲ့အောင်